ခုလိုမျိုးကျွန်တော်တို့ဒီအောက်ကဆက်ဥဖာပုံးတွေပေါ့နော်18တွေ21တွေစူပါတာဝမာတင်တွေဆင်တဲ့ခါမှာအဓိကအရေးကြီးတာပေါ့နော်ကိုကဒီပတ်စံတက်နိုင်လို့ဟလာဒီ USA ပဲသုံးထိုင်းပဲသုံးပေါ့နော်ဟိုဘာပဲသုံးပေါ့အဓိကကျွန်တော်တို့ရေးကြည့်တာကကျွန်တော်တို့ face ban အောင်တက်ဖို့လိုတာပေါ့နောက်တစ်ခုရှိတာကအနောက်ကကျွန်တော်တို့ဒီရက်ခွက်တွေပေါ့နော်ရက်ခွက်တွေဆိုရင်ဟလာဒီတွဲတဲ့ခါမှာကျွန်တော်တို့ဒီ 1+1 mic နဲ့ကျွန်တော်တို့ဒီမှန်အဲ့ဒါတွေပြန်စစ်ဖို့လိုတယ်ထားပါတော့ဒီ code speaker အခုလိုမျိုးပေါ့နော် heavy သုံးထားတယ်တကယ်ဟလာကွိုင်းရလဲ6လက်မပေါ့နော်33လက်မ speaker ကွိုင်းဆိုင်နဲ့တကယ် heavy သုံးထားတယ်ဒါပေမဲ့ဟလာဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ speaker ရဲ့ force က 100% ထွက်ဘူးဆိုရင်ခုလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီချက်ခွက်တွေပြန်စစ်ဖို့လိုတယ်အနောက်ကတွဲထားတဲ့ကျွန်တော်တို့ဒီ 1+1 mic နဲ့မှန်အကောင့်တွေကျွန်တော်တို့ဒီပြန်ပြီးတော့ check လုပ်ဖို့ပြန်လိုတယ်နောက်တစ်ခုရှိတာကအဓိကအရေးကြီးဆုံးကကျွန်တော်တို့ဒီ amplifier ပေါ့နော်ကိုကဒီဟလာကျွန်တော်ဆန္ဒပြောသလိုပေါ့ပတ်စံတက်နိုင်လို့ဟလာ USB ကပဲမှာ33ပေါ့နော်အနောက်က amplifier watt track ကကျွန်တော်တို့ဒီ speaker watt track တယ်ပေါ့နော်အနည်းဆုံးကျွန်တော်တို့ဒီ30% 40% လောက်မှမိုးမထားဘူးဆိုရင် speaker ရဲ့ကျွန်တော်တို့ track တော့ 100% အပြည့်မရောက်နိုင်ဘူးအဲ့တော့အနောက်ကကျွန်တော်တို့ဒီ amplifier ကိုလည်းတစ်ချက် amplifier watt track နဲ့ speaker watt track ကကျွန်တော်တို့ဒီ balance ဖြစ်ပြန်ပြီးတော့စစ်ဖို့လိုတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ crossover ပေါ့နော် crossover မှာထားတဲ့အတန် frequency ကချိန်နှုန်းကမှန်ပေါ့ခုလိုမျိုး speaker ကိုတကယ် heavy သုံးပြီးတော့ဟာလား frequency ကိုကျွန်တော်တို့က90လောက်မှာတင်ထားရဲဆိုရင်လည်းသူ့ရဲ့ force ကအပြည့်မထွက်ပြန်ဘူးဟာလားအတင်များသွားပြီဆိုရင်လည်းကျွန်တော်တို့ဒီ speaker အရွက်တွေခုံးလာတာမလိုအပ်ဖ ೇನೆ ဟာလား liner တွေအလုံးလုံးတာ speaker အရွက်တွေကရှေ့တိုးနောက်ဆုတ်ဖြစ်နေတာတွေကျွန်တော်တို့ဖြစ်တယ်လို့အဲ့တော့ရေးကြည့်တာကကျွန်တော်တို့ဒီ frequency လဲ crossover ကနေလွှတ်လိုက်တဲ့ဒီ frequency ကိုလည်းကျွန်တော်တို့ဒီ speaker ရဲ့ကျွန်တော်တို့ဒီ watt track ပေါ်ကြည့်ပြီးတော့ပေါ့နော်မှန်အောင်ချိန်မှုလိုတယ်